ကိုအသုံးမချဘူးလို့ခံစားနေရပြီလားတကယ်ချင်းတွေကတော့ရှေ့ကိုရောက်ကုန်ကြပြီကိုကတော့ဘာလို့ဘာကရမလဲမသိပဲလမ်းပြောက်တယ်လို့တွေးပြီးညဘက်တွေမှာအိမ်မပြောဖြစ်နေပြီလားတကယ်တော့ဒီကဘာမှာကြောက်စရာအကောင်းဆုံးကလမ်းပြောက်နေတာမဟုတ်ပါဘူးလမ်းပြောက်နေတာကိုအမှားတစ်ခုလို့အပြစ်တစ်ခုလို့မြင်ပြီးလက်လျှော့လိုက်တာမှတကယ်ကြောက်စရာအကောင်းဆုံးပါဒီဗီဒီယိုကလမ်းပြောက်နေတဲ့လူငယ်တွေအတွက်ပါမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တော်တော်များများကကြောင်းပြီးသွားတယ်အလုပ်တစ်ခုကိုဝင်လုပ်ကြတယ်ကိုဘာဝသနာပါလဲဆိုတာမသိကြဘူးလောကလူတွေကမြင်ရင်တော့မှမင်းပါလို့ရှင်တာလဲဘာဝသနာပါလဲလို့မေးလို့ရှင်ကျွန်တော်တို့မှဖြေစရာစကားမရှိကြဘူးဒီလိုနဲ့ပဲကျွန်တော်တို့ကညဘက်တွေမှာ social media တွေကိုသုံးကြတယ်တကယ်ချင်းတွေကနိုင်ငံခြားကိုရောက်ကုန်ကြတယ်တချို့ကလုပ်ငန်းတွေအဆင်ပြေလာကြတယ်ရာထူးတွေတိုးလာကြတယ်သူတို့အောင်မြင်တာတွေကိုကြည့်ပြီးကိုအားမလို့အမရစိတ်တွေဝင်လာတယ်ကိုစိတ်ပြတ်လာတယ်ကျွန်တော်တို့အဲ့လိုမျိုးတွေနှိုင်းယှဉ်ပြီးတဲ့အခါနာကျင်မှုတွေခံစားလာရတတ်ပါတယ်ကျွန်တော်တို့ခံစားလာရတဲ့နာကျင်မှုတွေအလုံးကမနာလိုလို့မဟုတ်သလိုလမ်းပြောင်းနေလို့လည်းလုံးဝမဟုတ်ပါဘူးကျွန်တော်တို့ဟာနောက်ကျကျန်နေခဲ့ပြီဆိုတဲ့အသေးစိတ်ကြောင့်နာကျင်ခံစားရပါကျွန်တော်တို့သိထားမှာကဘဝဆိုတာပြိုင်ပွဲမဟုတ်ပါဘူးခီးစဉ်တစ်ခုပါဒါပေမဲ့ကျွန်တော်တို့မသိတာကအခုကြီးနေရတဲ့အရာတွေအလုံးကသူတို့ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်တွေပါကျွန်တော်တို့ရဲ့ရုန်းကန်ရတဲ့အခိုက်အတန့်တွေနဲ့တွားပြီးတော့နှိုင်းယှဉ်မိကြပါတယ်တကယ်တော့တယောက်နဲ့တယောက်အောင်မြင်တဲ့တိုင်းစုံဆိုတာမတူညီကြပါဘူးတချို့က20ကျော်မှဖြစ်မယ်တချို့က30တချို့က50ကျော်မှလည်းဘဝကိုအောင်မြင်နေရလည်းဖြစ်နိုင်ပါတယ်တကယ်တော့လမ်းပြောင်းနေတဲ့အချိန်ကမင်းဘဝအတွက်အကောင်းဆုံးအချိန်ပါမင်းဘဲကိုသွားရမလဲမသိသေးတဲ့အချိန်ကမင်းဘဲကိုမဆိုသွားလို့ရတဲ့အချိန်မှာမင်းဘကိုလုံးရမလဲမသိသေးတဲ့အချိန်ကမင်းဘကိုမဆိုလုံးလို့ရတဲ့အချိန်မှာလမ်းပြောင်းနေတယ်ဆိုတာကမင်းဘဝရဲ့စစ်မှန်တဲ့လမ်းကြောင်းကိုရှာတွေ့ဖို့ပြင်ဆင်ပေးနေတာပါလမ်းပြောင်းနေတဲ့သူသာလမ်းသစ်ကိုရှာဖွေတွေ့ရှိနိုင်တာပါလမ်းပြောင်းနေတဲ့အခါလမ်းရဲ့အဆုံးကိုမြင်ရဖို့လုံးဝမစင်စားပါနဲ့မြင်ရမှလည်းမဟုတ်ပါဘူးလမ်းရဲ့အဆုံးကိုရောက်ရှင်နေဆိုရင်တော့ကျွန်တော်တို့ကတင်းငယ်တဲ့ရှီလန်းတွေနဲ့ပဲစတင်ဖို့လိုတာပါအဲဒီတော့ကျွန်တော်တို့ကတင်းငယ်တဲ့အရာတွေနဲ့စတင်ဖို့လိုပါတယ်ဒီနေ့ကိုစာအုပ်တော့ဖတ်မယ်ဆိုရင်တော့မှကျွန်တော်တို့ကစာအုပ်တော့လုံးမဖတ်နိုင်တော့မှစာမျက်နှာတစ်မျက်နှာလောက်တော့ဖတ်ပြီးတော့ကျွန်တော်တို့ဘဝရဲ့တင်းငယ်တဲ့အရာတွေနဲ့ခါးနေတစ်စက်တဖြည်းဖြည်းလမ်းမှန်ပေါ်ကိုပြန်တက်ဖို့လိုပါတယ်ဒီဗီဒီယိုကြည့်နေတဲ့တကယ်ချင်းကလမ်းပြောင်းနေတဲ့သူဆိုရင်အခုဗီဒီယိုလေးကနေဘာတွေရသွားလဲဆိုတာဝင်ရောက်ဆွေးနွေးပေးပါအောင်